အဲ့တော့သမီးအတိတ်နမိတ်ရင်ကပြားစတိုင်းရင်နဲ့ဘိသိက်တော်မင်္ဂလာကအာကဲဘယ်တဲ့ချင်းနဲ့ဆိုပါဘယ်တဲ့ချင်းနဲ့ဖွင့်ပါလို့မပြောပါဘူးကြိုက်တဲ့တဲ့ရတေးတပုတ်ရွေးထုတ်ပြီးကဲဘိသိက်ကဘယ်နဲ့ရိုက်ခဲ့ပါ့သမီးဖြောပြရေးအပိုင်းကဏ္ဍအဖြစ်နှစ်တဲ့ရတေးတပုတ်ရွေးထုတ်လို့သာဖြောပြပြပါဗျာအောင်စီပိုင်သေးနိုင်စေပွဲပါဦးရနဲ့စာအောင်စီပိုင်သေးနိုင်စေပွဲပါဦးရနဲ့စာဘိတ်သိက်ဆရာကြီးမှာတဲ့တပိတ်ပုံမကိုဘိတ်သိက်မင်္ဂလာဖွင့်ခန်းဖွင့်ဖို့အတွက်ကိုအလှည့်ပေးလိုက်ပြန်ပါပြီတဲ့ဒီတော့ဘုံမတော်နဲ့မညာသမားတွေဆိုတာကလည်းအိမ်တော်ရချက်ခတ်သမားများလိုပါပဲကို့အလေကြတော့မတော်စနခတ်ရပါလိမ့်ရှင်ဇဘူရီပါလက်ရတောင်ကျွန်းဩဘာနမိတ်ထွန်းတဲ့ကျွန်းတို့ကြမြတ်ကြီးပါရှင်အလူတကာနဲ့လူမရှင်တမီးတို့ရဲ့မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာကိုကိုယ်ဝေနိုင်ငံကြီးပဲဖြစ်ပါတယ်အခုဆိုရင်ကျမတို့ရဲ့သာသနာဟာတရားသာသနာတွင်ကိုရောက်ရှိလို့လာပါပြီရှင်ကောင်းတာပြောရင်ကောင်းတာဖြစ်မယ်ဆိုးတာပြောရင်ဆိုးတာဖြစ်မယ်ဒါကြောင့်ကျမတို့တပင်တွေများဟာမုခတိတ်သုံးဦးထဲမှာတအုပ်အပါဝင်ဖြစ်တာကြောင့်ကောင်းတာလေးတွေရွေးပြောကြရအောင်ရှင်အပ္ပမတန်မုနိမတန်ဒါနံကုသလနဲ့ရှင်ယခုလိုလူတန်းကြတဲ့အလူရှင်တွေဟာဆိုရင်တော့ကြီးရှင်သရာအရင်မှာတော့ပုပ္ပမုံဆအပရာဆိုတဲ့စေနနာတောင်းတန်ကိုပြတ်သားပြီးလူတဲ့အလူပွဲဆိုရင်မမပါဘူးရှင်စရိုက်ဝါဝါအရင်စတော့ပနေဟေတုကသပုတ္တယရဏဩရတနဲ့ဂိတ်တီမှာပါမကျန်ဂျုံဘေဟုအမတ်တလီကရောမကထောပနာပြုကြတော့ဒီကနေ့ဒီရက်ဟာဆိုရင်ဖြင့်တပင်အဆောင်ပါပဲရှင်ရွှေပြပြအသေးဆိုင်သူဇပွဲတိုင်ကဧည့်ခံပြီးလာသားမြမိတ်ဆွေတွေကဟာအားလုံးကိုဒီနေရာမှာထိုင်ပါဒီနေရာမှာစားပါဆိုပြီးစားသူလာရင်လဲကျွေးတောင်းသူလာရင်လဲပိတ်အလူကန်တစ်ကြိမ်လေးခွေးတိတ်ဆာမမကျန်အလူကြီးပေးနေတဲ့ဒါနချိန်ကမြတ်တော်သာခံလောင်းပါနဲ့မောဟတွေဘဲပြီးဒီကနေ့ဒီရက်ဟာဆိုရင်ဖြင့်တာဗုဒ္ဓယရဏကိုခရဗုဒ္ဓဘဂဝါဓမ္မအဝါယေဖန်သင်္ကန်းစင်မြတ်နဲ့လူတော်မင်္ဂလာပွဲကြီးပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့မှာလူရဲ့တာနာလူကကြီးကအဆိုအောင်နဲ့တာနာလူမကြီးကတော့တည်တာဥပါတဲ့အဲ့တော့တာနာလူကနဲ့လူမတွေကဒီကနေ့ဒီရက်မှာဘာတွေများပြုလုပ်နေကြတာလဲတဲ့အယုတ်လက်မြတ်မင်းအားလုံးကိုလူကြီးတန်းကြီးပေးနေတာပါအဲ့တော့ဒီလိုလူကြီးတန်းကြီးပေးနေတဲ့ကျမတာနာလူကနဲ့လူမကြီးတွေဒီနေ့ကတော့နေတုနေမြတ်ကြီးပဲဖြစ်ပါတယ်တဲ့ဒီလိုနေတုနေမြတ်ကြီးမှာကျမတာနာလူကနဲ့လူမတွေကတော့ဘယ်လိုလူမျိုးတွေကဥခိုက်ရပါသလဲတဲ့ဟိုးတောင်ရင်နာမှာစိုးစံတဲ့ဗဘိုးတချမ်းမင်းကြီးကတော့အုံညိတ်ခိုက်ရပါတယ်ရှင်ဟာဘိုးမကလည်းမင်းကိုငါးရလို့ငါ့ကိုဖားပြီးပြောနေတာလားတဲ့မဟုတ်ရပါဘူးရှင်ဒါလေးကိုအကိုကလေးထောက်ပြီးပြောရမယ်ဆိုရင်ဖြင့်ရေကရတာပေါင်ညကရာတိရဝရဥပဒကဓမေရဌာနပောတိလိတိနမတာမိမာရလီမာရလီနတာကတရားမင်းကိုရှောက်ထားတယ်တဲ့မှန်လားပါတရားမင်းလူပြည်ကိုဆင်းပြီးတော့အဘက်ကဲ့သို့သောပုံကိုယ်တွေကိုဥခိုက်နေရပါသလဲလို့ဒီလိုရှောက်ထားတဲ့ခါမှာတရားမင်းကမာရလီနတာကိုပြန်လဲဖြေကြခဲ့တာကမာရလီဟုနှုတ်သိကြောင်ချောင်းဥကွေ့စေနမနတာရေကဟတာအချင်းအရာတီထောင်လူတို့ပေါင်းနိုင်နေကြကောင်းသောလူတို့သည်ပေါင်းညာကရာကုသိုလ်ကောင်းမှုမပြတ်ပြုစုကြပါကုန်၏တိလဝါဒငါးပါးရှစ်ပါးဆယ်ပါးဆိုတဲ့အကျင့်သီလနဲ့လည်းပြည့်စုံကြပါကုန်၏တမီးတော့မမမယတရားချင်းအရိယတရားတာမယကိုအဟုတ်ပိုင်ပိုင်မစုပ်ကိုင်းမဲလောက်ကိုင်းလိုလဲကြွရပါကုန်၏ဤတို့တို့ပြုလို့လုံးကျွေးအလူပေးနေတဲ့ပုဂ္ဂိုလ်ကိုမှအဟံငါတရားမင်းသည်နမတာမီဥတုံငိင်ငါတို့လိုက်ပါတော့တရီ
ကိုသားမရကိုအဟုတ်ပိုင်ပိုင်မစောက်ကိုင်မဲ့လောက်ကင်ကျွေးမွေးပြီးအခုလိုလူကြီးတန်းကြီးပေးနေတဲ့ကျမသားနာလူတကာနဲ့လူမတွေကိုတော့တောင်းတိုင်းနာမှာဆွတ်ဆန်တဲ့ဗဘိုးတကြမင်းကြီးကတော့ဥသုံးညက်ခဲ့ရပါတယ်ရှင်ဒီတော့မောင်လို့တော့မဲကြီးပြူမဲလို့တော့မောင်စိတ်ချမ်းသာလင်ကောင်းမရနိဗ္ဗာန်သွားမယ်ရောင်းကောင်းနေနိဗ္ဗာန်ဝင်ကြတယ်တဲ့ကျမတို့လူဘဝကြီးဆိုတာကခဏတာပဲရလာကြတာပါရှင်ဒီတော့ခဏတာရလာတဲ့လူဘဝကြီးမှာမိမိရှားဝေးဆူဆောင်းလာတဲ့ပစ္စည်းဥစ္စာတွေကိုဒါနဥစ္စာတို့မြေဝဲမြုပ်ကြပါလို့ပြောကြရင်တဲ့ဒါနလူတကာနဲ့လူမကြီးနောင်နောင်လဲလှူနိုင်ကြပါစေနောင်လဲလှူနိုင်အောင်တောင်တပူပိုင်းဆိုတဲ့တချင်းကြီးနဲ့ဘုံမတို့ရဲ့ပိတ်သိမ့်မင်္ဂလာအပွင့်ကဒီလိုစတင်ဖွင့်လှစ်ကြအောင်လားရှင်တောင်စံပိုင်းကျော်လိုက်နေတာမိုးရမောင်